1940ခုနှစ်ရှန်ဟိုင်းမြို့မှာ X Gang ဆိုတဲ့လူမိုက်အဖွဲ့ကမြို့တစ်မျိုးလုံးကိုချင်းချောက်ပြီးအာဏာရယူထားပါတယ်။ဒီအချိန်မှာစင်းဆိုတဲ့ကောင်လေးတစ်ယောက်ဟာလူမိုက်ဖြစ်ခြင်းစိတ်ကြီးနဲ့ X Gang ထဲဝင်ဖို့ကြိုးစားနေပါတယ်။စင်းက Pigsty Alley တို့ခေါ်တဲ့စင်းရဲရပ်ကွက်ကိုတွားပြီးလူတွေကိုချင်းချောက်ကိုကြိုးစားပေမဲ့အရာအလုံးကပြောင်းပြန်ဖြစ်သွားပါတယ်။ဒီအကြောင်းကြောင့် X Gang တကယ်တမ်းဝင်လာပြီးရပ်ကွက်ကိုဖျက်ဆီးဖို့ကြိုးစားပါတယ်။အဲ့ဒီချိန်မှာတာမန်လူလိုနေထိုင်နေခဲ့တဲ့ Coolie, Taylor နဲ့ Donut တို့ဟာလှုပ်ရှို့ Kung Fu Master တွေဖြစ်နေတာထပ်ပေါ်လာပြီး X Gang ကိုလွဲနဲ့ချီမုန်းဖြစ်လိုက်ပါတယ်။ X Gang ကမလက်လွတ်ပဲအန်ဒီယေကြီးတဲ့ Blind Musicians 2ယောက်ကိုလွှတ်လိုက်ပြီး Pigsty Alley ကိုတိုက်ခိုက်စေပါတယ်။အခြေအနေပိုဆိုးလာတဲ့အချိန်မှာ Landlady နဲ့ Landlord တို့ဟာအမှန်တကယ်အစွမ်းထက်ဆုံး Kung Fu Master တွေဖြစ်နေတာဖော်ထုတ်ပြီးရပ်ကွက်ကိုကာကွယ်ပေးလိုက်ပါတယ်။နောက်ဆုံးမှာ X Gang က Legend တစ်ယောက်ဖြစ်တဲ့ The Beast ကိုထောင်ကနေလွှတ်ပြီးစစ်ပွဲကိုပိုမိုကြမ်းတမ်းစေလိုက်ပါတယ်။ The Beast ရဲ့အစွမ်းကြောင့် Kung Fu Master အများစုထိခိုက်ဒဏ်ရာရပြီးအားနည်းသွားပါတယ်။ဒီအချိန်မှာစင်းကိုပြင်းထန်စွာထိခိုက်ဒဏ်ရာရပြီးနောက်သူ့ရဲ့အသွေးစွမ်းအားအဖိဝါပွင့်လာပါတယ်။စင်းဟာအစင်းမြင့် Kung Fu Master အဖြစ်ပြောင်းလဲသွားပြီး Buddha Palm တိုင်းဖူရာနဲ့ The Beast ကိုအနိုင်ရရှိသွားပါတယ်။နောက်ဆုံးမှာစင်းဟာလူမိုက်ဘဝကိုစွန့်ပြီးမှန်ကန်တဲ့လမ်းကြောင်းကိုရွေးချယ်လိုက်ပါတယ်။